ကန်ကောင်းစွာနဲ့ဒီလိုကအခက်နဲ့ကိုထုတ်ဖောက်ဝင်ရောက်နိုင်ခဲ့တာပဲသူနောက်ဆုံးတော့လုံခြုံသွားပြီလို့ထင်လိုက်ပေမဲ့ဒီကပ်ပါကောင်ကသူ့ကိုဒီတိုင်းလက်လွတ်ခံမှာမဟုတ်ဘူးဆိုတာသူလုံးဝမသိခဲ့ဘူးအဲ့ဒီကောင်ကအေးခန်းရဲ့အဖေဘက်ကိုတင်းတင်းကြပ်ကြပ်တွဲကပ်ပြီးဝင်လို့ရနိုင်တဲ့အကွဲကြောင်းမှန်သမျှကိုတေးသေးချာချာရှာဖွေနေတာပေါ့ဒါပေမဲ့ဘလောက်ပဲစူးစမ်းကြည့်ကြည့်အေးခန်းရဲ့မျက်နှာပြင်ကမှန်တစ်ချက်လိုချောမွနေပြီးဖြတ်တန်းဝင်ရောက်ဖို့အပေါက်အပြဲဘာတစ်ခုမှမရှိဘူးအဲ့ဒါကပဲသူ့ကိုအကြီးအကျယ်ဒေါ်လာထွက်စေခဲ့တယ်ပြီးတော့ဒီတိုင်းအရှုံးပေးဖို့လည်းစိတ်မရှိဘူးနောက်တစ်ခဏမှပဲအဲ့ဒီကောင်ကအေးခန်းကိုရုတ်တရက်စောက်ကင်ပြီးမန်အဖောင်းကိုသူတက်နိုင်သမျှအားကုန်ချိတ်ချိုးဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့ဘလောက်ပဲရုန်းကန်နေပါစေသူ့ရဲ့စူးစမ်းအားထုတ်မှုတွေအားလုံးကအလ္လာဟ်တာဖိခဲ့ရတယ်နောက်ဆုံးတော့သူဒေါသတကြီးနဲ့ထွက်ခွာသွားဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ဘူးဒီလိုမြင်လိုက်ရတော့အထက်ကလူသားကနောက်ဆုံးတော့တက်ပင်ချလိုက်ပြီးသူတက်နိုင်သမျှအမြန်ဆုံးထွက်ပြေးဖို့လုပ်နေပြီဒါပေမဲ့သူတောင်းပြန်ဖို့တောင်မှအားခင်ပါတယ်အဲ့ဒီကပ်ပါကောင်ကသူ့နောက်ကျောမှာရုတ်တရက်ပေါ်လာတယ်သူ့တင်ငယ်ချင်းကထိတ်လန့်တကြားအော်ဟစ်ပြီးပြေးဖို့ပြောနေပေမဲ့နောက်ကျနေခဲ့ပြီသူ့ကိုစောင့်ကြိုနေတာကတော့မလွဲမသွေးသေချင်းတရားပါပဲ